လာပါဘေပါဝီကဒီနေ့ကတော့ဘေခုနေရပေါ့နော်ဒီအိမ်လေးပေါ့နော်ဒီအိမ်လေးကိုပြပေးပါမယ်ဒီရက်တည်းကလည်းရှောက်လွယ်ထားဆိုတော့နည်းနည်းလေးတော့ပြင်ပန်းနေရဒီနေ့တလိပ်ဆန်ဝင်သွားမယ်လို့လည်းပြောတယ်ချိန်နေရပေါ့နော်ဘီတို့ကကျတော့ပလိုင်းချတာတော့မဟုတ်ဘူးကိုသွားပြချင်တဲ့ဟာကိုသွားချင်တဲ့ဟာကိုသွားကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကတော့ဘီရဲ့ပေါ့နော်မှန်လေးပါဒီဘက်မှာဒါကတော့ဒီနေ့ဘီရဲ့ outfit လေးပါဒီနေ့ကတော့တိတ်ပြီးဒီလိုလေးပဲဝတ်ထားပါတယ်ဒီလိုလေးပေါ့နော်ဒါကတော့ဒီမှာပစ္စည်းနဲ့ဒါတော့ဘီရဲ့ outfit လေးပါအဲ့တော့ဘီပြပါမယ်ဘီနဲ့တူလိုက်ခဲ့ပေးကြပါဒါပေါ့နော်ဒါတော့အောက်မှာချက်ပြုတ်နေကြတယ်ကျွန်မ main ကလေးဆိုပေမဲ့ဘီကဘာမှမချက်တတ်ဘူးပေါ့နော်အဲ့တော့သူများချက်ပေးတာကိုပဲဘီကစားမှာပေါ့နော်ချက်ပေးပါသူတို့ပြောထားတယ်ကြက်ကြော်လေးနဲ့စားချက်နဲ့ပြီးတော့ဗာလဲ spicy ကျိုးလေးလေးအားလေးနဲ့စားချက်နဲ့လို့ပြောထားတယ်ပြီးတော့ကြက်အုံလေးလည်းကြော်ပေးပေါ့နော်သူတို့ဘာချက်နေတာတော့သူသွားကြည့်ကြမယ်မေးနေလို့ခန်းထဲကိုခန်းထဲရှိရဲအဲကွန်းကဒီတော့နောက်ဘက်မှာသူတို့ချက်နေကြပါနော်ဒါတော့အပြင်ရဲ့ဒီမှာအပြင်မှာဒီလိုချိန်ဆိုလုံးဝမထွက်နိုင်ဘူးဘလိုချိန်ဆိုလည်းမထွက်နိုင်ဘူးဘလိုချိန်မှလည်းမထွက်နိုင်ဘူးညဘက်တစ်ချိန်မှထွက်နိုင်တယ်ဒီဘက်ကရာဒီဝူးတွေကလည်းတအားပူတာပဲဒီအိမ်မှာလေးဒီကားရှိတဲ့ဒီကားထားတဲ့အဲ့ဒီအိမ်လေးမှာကွာအဲ့ကားထားတဲ့အဲ့ဒီအိမ်လေးမှာကြောင်လေးရှိရဲ့အရန်ချစ်ဖို့ကောင်းတဲ့အဲ့ကြောင်လေးကတညဆိုအဲ့ကားပေါ်မှာသူစောက်စောက်အိတ်တာဒီကားလေးမှာသူစောက်စောက်မျိုးအိတ်တာကိုရီရှိကကားကတော့ကိုမိုးလင်းကလေးကနေပြီးနှစ်စီးရှိရနှစ်စီးလုံးထွက်တော့တော်တော်မသွားတော့မရပါတယ်နေရာလေးတော့တော်တော်လာတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခါမှတက်တယ်လည်းဖြစ်ဘူးဘာလို့လဲဆိုအရန်ပူပဲလေမထွက်နိုင်ဘူးပြန်ဝင်တော့မှအိုက်စားရဆိုတော့တစ်ခုခုစားပါမယ်ခေါ်ရီဘုံမျိုးညီမလေးကြော်ခိုင်းတာလားခေါ်ရီဘုံမျိုးကြော်စားချင်တယ်ဒါတော့မှကြီးသေးလားI would do short half. Little spicy, no? Thank you. ရပါပြီစားပါတော့မချင်းဒီမှာဒီတော့ကို4,000လောက်ပဲရှိတယ်နားဒီတော့ကို3,900 4,000မရှိတယ်ကျုပ်ဆိုနှလုံးသားမှာပါ